အားလုံးမင်္ဂလာပါတို့24နော်24ရက်နေ့အတွက်ပြောမယ်အဲ့ဒါမပြောခင်လေးမှာကကျမရဲ့စိန်ခေါ်ထိတ်နော်ရောင်းကက်တွေဖြစ်တဲ့စိန်ခေါ်ထိတ်အောင်ပြီနောက်ပြီးသုံးလုံးခွေဘူးအောင်ပြီနော်အဲ့တော့ဘာကြမ်းမလဲဆိုရင်ကျမ BK ပြောထားတာရှိတယ်BK သမားတည်တဲ့နေကကြတော့တဲ့အဲ့ဒီ BK လေးတွေကိုတောက်ကြမှာတွားလို့ရတယ်ဆက်သွားနော် BK ကဘာကြံသေးရလဲဆိုတော့ကျွန်မ main BK ကခွန်1အရန် BK ကကြတော့9နော်အဲ့ဒါလေးတွေဆက်သွားလို့ရတယ်ဒါ BK သမားတည်တဲ့နေနော် BK ရဲ့တည်တဲ့သွားတဲ့သူတွေကအဲ့ဒါလေးတွေဆက်သွားရတယ်လွတ်လွတ်ကျွတ်ကျွတ်ကိုသွားနေ့တိုင်းသုံးတဲ့သူတွေကကြတော့အချိန်ပေါ့နော်အချိန်ဆိုဘိုင်းပေါ့ဘိုင်းက3နှစ်အဲ့ဒါကို6 3ညခွန်4 8 6 3ညခွန်4 8အဲ့ဒါနဲ့ကတ်ပြီးရင်6 3ညခွန်4 8ကခွေးနော်ပြန်ပြောမယ်နော်အချိန်က3နှစ်6 3ညခွန်4 8အဲ့ဒါနဲ့ကတ်မယ်ပြီးရင်အဲ့ဒီ6 3ညခွန်4 8ကခွေးမယ်ဒါကတဏီကုန်းစာစစောလည်းကျွန်မပြောခဲ့တယ် break သမားတွေကကြတော့ break line ကိုလိုက်တဲ့သူတွေ break line သွားတဲ့သူတွေကကြတော့သူ့ဟာနဲ့သူသွားဆက်သွားနော်ခွန် break 1 break က main အရန် break က9ဟုတ်ပြီအဲ့ဒါဒီတဲရမှာတစ်ခါထပ်ပြီးတော့ကညွန့်ပြီပေါ့နော်ဘာထပ်ပြောလို့ရအောင်မလဲဆိုရင်တချို့ကရှိရထပ်ကညွန့်လေးကများတယ်မလုပ်ချင်ဘူးဟုတ်လားထပ်ပြီးထုတ်ပြီးတော့ဟုတ်ပြီထပ်ထုတ်ပေးမယ်ဘာလို့ထပ်ထုတ်ပေးမလဲဆိုရင်ရှင်တို့လေးလုံးကိုတော့ခွေဆော့ရမယ်နော်လေးလုံးကိုတော့ခွေဆော့ရမယ်အဲ့ဒါဘာလဲဆိုရင်တော့စစောကကျွန်မပြောတဲ့အရာတွေမှာများတယ်ဆိုရင်အဲ့ဒီ3နှစ်ခွန်4ကနန်းလေးလုံးကိုခွေဆော့ဒါထပ်ချုပ်ပေးထားနော်